Hi, I'm Gaia. Gaia Filia page ကနေကြိုဆိုပါရယ်ဒီနေ့ကဒါ first time ပေါ့နော် YouTube video လေးကိုတင်ပြတာပါ channel ထောင်ထားတော့ YouTube video လေး first time တင်မယ်ဆိုပြီးတော့တင်ပြတာဒီခိုင်နေနဲ့သွားနာနေလို့တကယ်လို့ပြောတဲ့စကားလုံးတွေကသေချာနားမလည်ဘူးဆိုရင်ဝါနေရဆိုရင်ခိုင်တို့တစ်ချက်တော့ comment ထဲမှာပြန်ရေးပေးပေါ့နော် file လေးသုံးလို့ရှိပါတယ် file 1 file 2 file 3 file 1ကတော့ခေါင်းလောင်းလေးပါဘာကြောင့် file 2ကြတော့ file 3ဆိုတော့ဒါလေးကိုတင်ချလေးရွေးချယ်ပေးပါခဏနေကြရင်ဗီဒီယိုမှာပြန်တွေ့ပါမယ်အခုကကြတော့ဒီပိုင်းမှာအသုံးပြုတဲ့ dust တွေကိုဂိုင်းတစ်ချက်ပြပေးပါမယ်ဒါတွေကတော့ Oracle ပေါ့နော်ဆိုတော့ဒီနေ့ဒီကတော့မှတော့ Dream Weaver ဂိုင်းနဲ့အမြဲတူရှိတဲ့ကားပေါ်ပုံမှာပါတဲ့ကောင်းတယ်နောက်တော့ကကြတော့ဒီနေ့ကမွေးလေးမှာဝယ်ခဲ့တယ်ရိုခိုက်ထဲတော့ဒါတွေကိုဒီကတော့လုပ်သွားပါမယ် Okay ဒီ pick up ပိုင်းလေးရဲ့ခေါင်းစဉ်ကကြတော့ကိုကဘလို့လူလဲဆိုတာကကို့မှာဘာအရေးချင်းနေရှိတယ်ဒီ physical walls မှာမြင်ရတဲ့ဒီ abilities တွေအရေးချင်းတွေလည်းဖြစ်နိုင်တယ်လို့ကိုကဘလို့မျိုး specialty အရေးချင်းနေရှိလဲဒါ psychology က integrated type နဲ့ဆိုင်မယ်နောက်တစ်ခုကကျတော့ဒီ budget astrology အရာလည်းဖြစ်မယ်ကိုကဘလို့လူလဲပေါ့နော်အဓိကမင်းရဲ့ပုံစံမှန်ပါလေဒါတွေကိုကြည့်ပြီးမှာပါအဲ့ကနေဆက်လင်းပြီးတော့ကိုကဘာအတွက်မှုဖလာလဲဒီလိုမျိုးmessage တွေလည်းပါကောင်းပါနိုင်ပါတယ်ဆိုတော့ကိုယ့်ရဲ့ရွေးချယ်ပုံမှာမူတည်ရပါတော့ဆိုတော့ file 1 file 2 file 3 data ရွေးချယ်ပွားဆိုရင် guide တော့ hawking ကိုသွားလိုက်ရအောင်ဆိုတော့ကဲခုကကြတော့ဒီ file 1ခေါင်းလုံးလေးကိုရွေးချယ်ထားတဲ့သူတွေ reading လေးဖြစ်ပါတယ်ဒီ file 1ကိုရွေးချယ်ထားတဲ့သူကဘလို့လိုရလဲဘလို့ energy ရှိလဲလောလောဆယ်ဒီမှာတိတာတင်ထားတဲ့အချက်ကိုပြောမယ်ဆိုရင်ဒီ file ကိုရွေးရတဲ့သူတွေကလေ energy light and dark အရင်မျှနေဒီမှာဆိုရင်လည်းရန် energy လို့ပေါ့ light and dark အရင်မျှနေရနောက်တစ်ခါကျတော့3လောကပုံရဲ့စုံရဒီ bridge တစ်ခုလိုမျိုး energy မျိုးရှိရယ်ဆိုလိုချင်တာကတကယ်လို့ဒါကိုကဒီနောက်ဝင်တဲ့မျိုးကအဆင့်တက်လာဒါမှမဟုတ်ရှင်ဒီ medium ဖြစ်အလုပ်လုပ်မယ်ဆိုရင်လုပ်လို့ရတဲ့သူမျိုးပေါ့နော်ပြောချင်တာကဘယ်လောကဘုံပွားမယ်ဆိုကိုယ့်ရဲ့ခန္ဓာကိုယ်ကောက်ဝင်ကတ်ခုခိုးလို့ရတယ်ပြောချင်တာကဒီလိုသေးလိပ်ပြလာတဲ့သူတွေများတယ်နောက်တစ်ခါကျဒီရွှေရဲ့သူတွေထဲမှာငယ်ဘဝကကလေးကနေအသက်ပိုင်းခြားတခုမရောက်ခင်အထိဘာ vision မှမမြင်ရဘူးဘာမှမကြားရမသိရဘူးလေဖြစ်ကောင်းဖြစ်နိုင်တယ်လို့နောက်ထပ်တစ်မျိုးကဘာလဲဆိုတော့ငယ်ဘဝတည်းကဒီအောက်ဘုံလောကသားတွေအတန်တွေဒါမှမဟုတ်အထည်တွေအမွေးသက်တွေဒါ sense တွေကိုအပူအေး temperature အပူအေးဒါတွေကို sense တွေကိုရှားရတူဖြစ်လိမ့်မယ်နောက်ကကြတော့ဒီလေးကနားမှာမွေရလောက်ွယ်လေးမှာမွေရစတဲ့ဓာတ်ဘင်းမိုးနဲ့သက်ဆိုင်တဲ့အပိုင်းစာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကိုရွေးချယ်သူတွေကလေဆိုတော့ကိုကဘယ်လိုလုပ်လဲဒီကိုယ့်ရဲ့ ability တွေလည်းရှိနိုင်တယ်လို့ကိုယ့်ရဲ့ data site ကပါလဲဆိုတော့ကိုယ်ကိစ္စတစ်ခုဆိုရင်လေလွယ်ဆုံးမဆုံးဖြတ်နိုင်ဘူးဘာလို့မဆုံးဖြတ်နိုင်လဲဆိုတော့ဘေးက factors တွေကိုအရင်ကြည့်အောင်ဒီလူကကိုဒီလိုဆုံးဖြတ်လိုက်တော့ဘယ်လိုနေမလဲဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုသူကြိုက်ပါမလားမကြိုက်ပါမလားအဲ့လိုမျိုးတို့ရဲ့အထွေကြောင့်မလို့ကိုပိုင်ဆုံးဖြတ်ချက်ကိုတေချာမချနိုင်တဲ့သူတွေဆိုတာတေချာတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီပေါ့နော်တကယ်လို့ရှေ့ကပြောခဲ့တယ်လို့မျိုးဂိုင်ပြောခဲ့တယ်လို့မျိုးဒီလူကဒီလိုလိပ်ပြလှတယ်နောက်တစ်ခုကဒီအထက်ပုံအောက်ပုံရောသုံးလောကပုံတွေအကုန်လုံးရဲ့အတန်ကြားသည်ဖြစ်စေအထီးအတွေ့ဆန်းစရာသည်ဖြစ်စေအိမ်မက်တွေဖြစ်စေဒီလိုမျိုးဖြစ်တယ်ဆိုရင်ကျင်းတွေပေါင်းတူသည်တန်ညာခင်းနေအောင်ပါပြောချင်တာဒီဘဝမှာသူ့ရဲ့ mission တွေသူ့ရဲ့ဘေးဒုက္ခတွေမပြီးဘူးကိုယ့်ရဲ့ရင်ထဲမှာလေလမ်းတောက်နေတယ်လို့ခံစားချက်မျိုးဘာ sense မှမရတယ်လို့ခံစားချက်မျိုးဖြစ်တယ်ဆိုရင်ဒီဟောကိန်းကတင်းတွက်ဖြစ်လိမ့်မယ်ဆိုတော့ကိုယ့်ရဲ့ကောင်းကွက်ကပါလဲစိုးကွက်ကပါလဲအဓိကငါဘာလို့မွေးဖွားလာခဲ့ရလဲဆိုတဲ့အကြောင်းပြချက်တွေကိုရှာမရနိုင်တဲ့သူတွေအငြင်းဓာတ်တွေအတွက်အဖြေရှာနေသူတွေအတွက်ဒီဟောကိန်းကဖြစ်လိမ့်မယ်ဆိုတော့အဓိကအားဖြင့်ညှော်လင်းချက်နဲ့အသက်ရှင်နေပြောမှာဒီမှာလဲ hope ဆိုကပ်ကိုကြာပါတော့ဒီကပ်ဒီများသောအားဖြင့်ဒီဒါတော့ကားရဲ့နာမည်ပေးထားတဲ့ကပ်ပေါ့နော်ဒီ test ပေါ့နော်သူ test နာမည်ကခိုးလို့နာမည်ပေးထားတာဆိုတော့သူကပုံမှန်ဖြစ်ပါပြလဲဆိုတော့မင်းရဲ့အဓိက ability လို့ပြတာဆိုတော့ဒီကအဲ့ရဆိုတကယ်ကိုဂုဏ်သိက္ခာကြီးမားပြီးတော့တကယ်ကိုကဘလို့လူလဲဆိုတာမျိုးသိတဲ့တကယ်ကိုဒီကိုမိမြေခွေပုံစံမျိုးဆိုတော့တကယ်လို့ဒါဒီကရွေးထားတဲ့သူတွေကလေဘာလဲအလုပ်လုပ်လဲဆိုတော့သူကလေမျောလင့်ချက်နဲ့အလုပ်လုပ်တယ်ပြောရမယ်ကိုထားတဲ့မျောလင့်ချက်လူတယောက်ပေါ်မှာထားတဲ့မျောလင့်ချက်တွေမကုန်သေးသူကအလုပ်လုပ်တာပြောမယ်ဆိုရင်မျောလင့်ချက်အသေးရလို့ရှင်ဥပမာဒီလူကိုငါတငယ်ချင်းဖြစ်သွင်းလိုက်မယ်တငယ်ချင်းတော်လိုက်မယ်သူ့ရဲ့ကောင်းကျိုးငါဘာတွေလုပ်ပေးလိုက်မယ်သူနဲ့ပေါင်းကငါပျော်တယ်သူကလည်းငါပေါ်ကောင်းတယ်အစားစက်ပဲအဲ့လိုမျောလင့်ချက်အရာလေးတောက်လာတဲ့အချိန်ဆိုရင်ကိုယ့်ရဲ့ aura ကိုယ့်ရဲ့ energy ဘယ်သူမှမရှင်နိုင်ဘူးဥပမာ
ထားပါတော့ငါဒီ career life ကို like မယ်ဒါမပြီးမချင်းငါလုပ်မယ်ဆိုအဲ့ဒါမပြီးမချင်းဘယ်သူမှသူ့ကိုတားလို့မရအောင်အချိန်ဝါတောက်တဲ့သူလို့ဒါမဲ့မျောလင်းချက်တစ်ခုမှမရှိတော့လို့ပြန်ရင်လေဒီပုံတဲ့အတိုင်းပဲကိုယ့်ရဲ့ energy ကလေရုပ်တက်ခြင်းမဟုတ်ပြီးတော့ show ကျသွားတာအဲ့လိုမျိုးပုံစံအနေထားမျိုးရှိနေမယ်ပေါ့နော်ဆိုတော့ energy ရပြောမယ်ဆိုတော့ light and dark များတဲ့ energy မျိုးဖြစ်တယ်နောက်တစ်ခုကကိစ္စတစ်ခုဆိုရင်တစ်ခုတည်းမတွေ့ဘဲနဲ့နှစ်ဖက်မျှတွေ့တတ်တဲ့သူတွေဖြစ်လိမ့်မယ်ဟိုဘက်ကဒီဘက်ကမျှတွေ့တတ်တဲ့သူတွေဖြစ်လိမ့်မယ်ဒီပါယုံရွှေတာဒီ libra များလိမ့်မယ် capricorn များလိမ့်မယ်နောက်ကကျတော့တနင်္ဂနွေတို့ဒီပေါ့နော်တနင်္ဂနွေဟုတ်တယ်တနင်္ဂနွေနဲ့အင်္ဂါများလိမ့်မယ်ကြာတာပြေးလဲနည်းနည်းပါလိုက်တယ်ကိုကကြတော့ပိုင်းတွဲကလေးဖြစ်ပါတယ်ဒီကောင်လေးကိုရွေးထားရဟာလေဒါအဖိုးတို့ဘာလို့ခေတုံးကဒါအလေးချိန်ဖြစ်တုံးနဲ့ဟင်းတာတုံးတော့ပြောရပဲဆိုတော့ကဟော့ကင်းလေးကိုစလိုက်ရအောင်ဆိုတော့ခုနကပထမပိုင်ဝမ်းရကြတော့အများကြီးထူးဆန်းတာရှိတာဆိုတော့ပိုင်ဝမ်းထဲမှာကျွန်တော် normal person ပါတယ်နောက်တစ်ခုကနည်းနည်းပေါ့နော်ဒီနည်းနည်းဆန့်စရာရဲ့ဒါပေမဲ့ vision မပွင့်သေးတာတခုခုပေါ့ဝေကျွေးရည်နဲ့မူဖလာတဲ့သူပြောရမယ်ဆိုအရင်တီးတတာ blessing မျိုးအရင်မရှိရတဲ့သူမျိုးများတယ်ပိုင်ဝမ်းမှာလေ normal person တွေများတယ်ပေါ့ပိုင်2ကကြတော့အဲ့ဒါ version မြင့်တယ်ဒါပိုင်3ကိုမကြည့်ရသေးတော့မပြောတတ်သေးပေမဲ့ပိုင်2ကသူ့တစ်ခုလည်းပြောမယ်ဆိုရင်တော့မှဒီပိုင်2ရွယ်ဒီမှာလေလော်ဂီပညာရှင်တွေပါလိမ့်မယ်နောက်တစ်ခုကကြတော့ခိုင်တဲ့ရေးစပ်ပါတဲ့သူတွေလည်းများလိမ့်မယ်ဘာလို့လဲဆိုတော့ဒီကောင်ကကိုရထားတဲ့အယုံမို့လို့ရှေးဟောင်းအယုံတို့မို့လို့ကိုရထားတဲ့စုံရောက်စီရရရဲ့အယုံမို့လို့ပေါ့နော်ထားပါတော့နောက်တစ်ခုကကြတော့တိုက်တွေပါလိမ့်မယ်နောက်တစ်ခု vision ရတာကကြတော့ရေနဲ့ပတ်သက်ပြီးအရင်ကြောက်တဲ့သူတွေပါလိမ့်မယ်သိလားရေနဲ့ပတ်သက်ပြီးအရင်ကြောက်တဲ့သူတွေပါလိမ့်မယ်ပြီးတော့ညံအရင်ကောင်းတဲ့သူတွေပါလိမ့်မယ်ညံအရင်ကောင်းပြီးတော့ကိုယ့်ရဲ့ကောင်းတဲ့ညံကဘာလဲမသိရဘူးဥပမာတချို့ဆိုမှတ်ညံကောင်းတယ်တချို့ဆိုတီထွင်ဖန်တီးမှုညံကောင်းတယ်တချို့ဆိုဖြတ်ထုတ်ညံကောင်းတယ်တချို့ဆိုဟာတာညံရွှင်တယ်ကွာသိလားတချို့ဆိုရင်လူတယောက်ကိုရံဝဲတစ်ခုဘလို့ပြေတယ်အောင်ဘလို့စားမဝင်ပြောလိုက်ဖြစ်မလဲဆိုတော့တရားပြေချောင်းပေါ့နော်တို့မျိုးအတွေးခေါ်မျိုးရှိတဲ့သူမျိုးနောက်တစ်ခုကကြတော့ဒီသဒ္ဒနာပညာရှင်တွေတခုခုပေါ့တစုံတစ်ခုညံရည်နဲ့ပတ်သက်ပြီးတော့ကိုရိုင်းတော့သတိမထားမိရဲ့ထူးကဲတဲ့ညံရည်နဲ့ပေးဖို့ရှိရတဲ့သူပါတယ်နောက်တစ်ခုကဒီလူရအဓိကဆိုဘာလေးလှုပ်ထူးချွန်တယ်ဘာလေးလှုပ်ဆိုကိုယ့်ဘက်ကစိတ်ဆန္ဒတကယ်ရှိရင်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဇိုးဒီဇိုင်းအရာကွာကောင်းကွာခြားနိုင်တယ်ဘာကွာခြားလဲဆိုတော့ကိုကတကယ်ဇွဲလုံးလားရှိရလူလားကောက်ရုံးမီလို့ခဏပဲလုပ်တဲ့လူလားပုံမှုတည်တယ်မယ်တကယ်လို့ကောက်ရုံးမီလို့ခဏပဲလုပ်တာမဟုတ်ပါနဲ့တကယ်ဇွဲလုံးလားရှိရသူဆိုရင်ဘာပညာလေးပဲတက်အဆုံးစွန်ဒီသွားနိုင်လိမ့်မယ်ဒီလားအဲ့လိုပညာမျိုးတက်တယ်နောက်တစ်ခုကကြတော့ gifted parami လို့ပြောမလားအတိတ်ဘဝတုန်းကကိစ္စတော်တော်များများဥမာစက်ပစ္စည်းနဲ့ဆိုင်တာမျိုးနောက်တစ်ခုကကြတော့ကွန်ပျူတာတော့မဟုတ်ဘူးเนาะစက်ပစ္စည်းနဲ့ဆိုင်တာမျိုးတစ်ခုခုပေါ့နော်စေးပညာမျိုးတစ်ခုခုကိုတစ်ဖက်ကန်းခတ်ကျူးလို့တော့ဖြစ်တော့မယ်တစ်ဖက်ကန်းကတ်တက်မြောက်ခဲ့ပြီးတော့ဒီဘဝမှာတစုံတရာပေါ့ကိုနဲ့ဒီအတိတ်ဘဝလုပ်ခဲ့တဲ့ကိစ္စတစ်ခုကိုပြန်လုပ်တာဖြစ်စေပြန်လုံးမိတာဖြစ်စေဘလို့ပဲအတိတ်ဘဝလုပ်ခဲ့ကိစ္စတခုပြန်လုံးမိလိုက်တာနဲ့တပြိုင်နက်ပြောမယ်ဒီကိစ္စကိုခက်ခဲလုံးစရာမလိုဘူးဥမာဘာသာရေးတစ်ခုမှာကိုတစ်ဖက်ကန်းကတ်နားလည်နေတာမျိုးဒီလားအရင်သိစားမလို့သူ့ရဲ့ flow ကိုလိုက်နိုင်နေတာမျိုး major တစ်ခုဆိုကိုအရင်သိစားမလို့အစိတ်ကတ်နေတာကွာကိုနဲ့ flow လိုက်နိုင်နေတာတွေးခေါ်နိုင်တယ်ညံမိရဲပေါ့နော်အဲ့လိုတွေဖြစ်တာများရင်ညံလဲကောင်းတဲ့အလုံးလဲများတော့မာနလဲအရင်ကြည့်ရဲနောက်တစ်ခုကနည်းနည်းပြောမယ်ဆိုသူ့ရဲ့ appearance ကကိုခင်တဲ့သူဆိုအရင်ပေါ်တော်နေတတ်လိမ့်မယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကောင်းမှုနဲ့ညံညံတွေသူ့ရဲ့ဘလောက်တော်တယ်ဆိုတော့သူကမရိပ်မိရဲ့အထိပေါ်တော်လေးဖြစ်နေလို့ပေါ့ဆိုတော့ find place to withdraw to ဒီလူတွေကလေမဆုံးလွတ်နိုင်ပဲနဲ့တချို့ရာအတကြီးရမြင်တော့တချို့ရာအဆွဲလန်းကြီးရမြင်တယ်ပြီလားကိုနဲ့အစင်မကတ်တော့တဲ့အရာပြောရမယ်ဆိုရင်ဒီလူတွေမှာလက်ဟာနေရသည်အခြေရေးပဲအခြေနဲ့ပတ်သက်ပြီးတော့ရရတွေဘလောက်ခြေရရခြေတွေပို့စိုးတွေဆိုတာမျိုးတချို့ရာရှိတတ်တယ်ဒီမှာပါရဲ့လူတွေမှာလေ40%လောက်ပေါ့60%ကတော့မဟုတ်ဘူးဒါပေမဲ့40%ကတော့အခြေရေးနဲ့ပတ်သက်ပြီးကျန်တဲ့အရေးကအဆင်ပြေအခြေတစ်ခုပဲအဆင်မပြေနေရဲဆိုတော့လူမျိုးရှိတယ်အဲ့လူမျိုးရဘလောက်ပဲရရခြေတွေပို့စိုးတွေအဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ဒီမှာကျတော့ universe message တခုပဲခံစားရတယ်ကိုနဲ့အစိမ်းမကတ်တဲ့ပတ်ဝန်းကျင်အနေအထားတငယ်ချင်းအပေါင်းအသင်းကိုဆွဲလန်းနေမိရဲ့လူတယောက်ကိုနဲ့ energy မကိုက်တော့တဲ့အရာတွေကိုဖတ်တွေ့ထားမိလို့အပေးခံရတဲ့ပြစ်ဒဏ်လိုမျိုးသဘောမျိုးဒီလားဝမ်းနေတဲ့စိတ်တွေကိုရောင်ကိုကကြာစင်းတာမျိုးတွေတွေ့တာလုံးနေတာတန်ရုံးစင်ကြီးလွန်းတာဒါဒီလူတွေမှာရှိတဲ့ဒီကပြဿနာတစ်ခုဖြစ်လိမ့်မယ်အဲ့ဒီပြဿနာကြောင့်ကိုယ့်ရဲ့ ability ကိုယ်မှာရှိတဲ့အရာတွေကိုမမြင်နိုင်တော့ဘူးကိုကဘယ်လိုလူမျိုးလဲဆိုတာမျိုးကိုမသိနိုင်တော့တဲ့သူတွေတခြားတယောက်ကပြောရင်နေကဘယ်လိုလူမျိုးဘာဖြစ်တယ်ဆိုတာမျိုးကိုမကြည့်ပဲနဲ့ကိုကဘယ်လိုလူမျိုးဖြစ်ကြောင်းကိုယ့်ဘက်ကိုသိအောင်လုပ်သင့်တယ်ဆိုတဲ့ message တစ်ခုရှာတယ်ဒါကတော့ပိုင်းတူးလေးဖြစ်ပါတယ်
Hello ဒါကတော့ပိုင်း3လေးအတွက်ဟော့ကင်ဖြစ်ပါတယ်ဒီတော့လေးကိုရွေးချယ်ထားတဲ့သူတွေ Queen တော့လေးကိုရွေးချယ်ထားတဲ့သူတွေဆိုတော့အရင်ဆုံးတစ်ခုပြောစရာရှိတာပိုင်း3ကကြတော့လေပိုင်း3ကကြတော့ပညာရေး career နဲ့ပတ်သက်ပြီးအရင် serious ဖြစ်တဲ့ person တွေပါတယ်နောက်တစ်ခုတိတိတတ်တာကြီးခံစားရတာဘာလဲဆိုတော့လေ head chakra ပိတ်နေသူတွေဥမာကွာလုံးဝကြီးမချစ်တတ်သေးဘူးအချစ်ကဘာလဲငါတကယ်မသိခဲ့ပါလားဆိုရဲသူတွေများတယ်အချစ်ကဘာလဲသိမသိဘူးဆိုအချစ်ကြောင့်နှလုံးသားတစ်ခုတော့ပိတ်ဆို့လိုက်တဲ့သူတွေရွှေရများလိမ့်မယ်သိလားဆိုတော့ head chakra ပေါ့နော်ခန္ဓာကိုယ်ကhead chakra တွေနားမတိတ်အစိမ့်မကပ်ဘူးဆိုရင်ခိုင်နည်းနည်းရှင်းပြမယ်ပေါ့နော်ဆိုတော့ခန္ဓာကိုယ်မှာပင်မ chakra 9မျိုးရှိတယ်တကယ်တော့ပုံမှန်အားဖြင့်တော့10မျိုးလောက်စင်အဆင်ပြေတယ်တကယ်တော့10မျိုးလည်းမဟုတ်9မျိုးလည်းမဟုတ် chakra ရအများကြီးရှိတယ်ဆိုတော့ solar chakra ရောဒီ earth chakra ရော ground chakra ရောအများကြီးရှိတယ်ဒါပေမဲ့အဓိကခန္ဓာကိုယ်ပင်မလေပတ်နေခန္ဓာကိုယ်မှာရှိတဲ့7 chakra အဓိက main နဲ့တွားရပေါ့နော်အဲ့မှာနှလုံးနေရပေါ့နော်ဘယ်ဘက်လဲအရန်မရောက်ဘူးအလဲလည်းမဟုတ်ဘူးအဲ့လိုနေရာများရှိရဲအစိမ်းရောင်အယောင်ရှိရဲအရာကို head chakra လို့ခေါ်တယ် chakra ဆိုတာကဟိန္ဒူလိုကြတော့ wheel စောက်ဝိုင်းပိန်းတဲ့ပေါ့နော်စောက်ဝိုင်းပုံတဲ့ဆိုတော့ခန္ဓာကိုယ်ပင်မဘဟုချက်9နေရာပေါ့ဆိုတော့ head chakra ဆိုတာအစိမ်းရောင်ပိတ်ဆို့နေဘာဖြစ်လဲဆိုတော့ပထမတစ်ချက်တင်များမယ်ကိုယ်နှုတ်သားကိုပိတ်ဆို့နေတူဖြစ်မယ်ခံစားမှုတွေလျှော့နေမယ်ဒါမှမဟုတ်လို့ရှိရင်အလွန်ကျိုးခံစားရဖြစ်မယ်ဆိုတော့ထားပါတော့ဆိုတော့ head chakra ပိတ်နေတယ်သူတွေညားတယ်ဒါမှမဟုတ် head chakra လုံးမပွင့်တရားဒါမှမဟုတ် over active ပေါ့ကိုတခုခုဆိုရင်ကိုချစ်တဲ့သူနဲ့ကိုဆိုရင်သူ့အဆင်ပြေဖို့ကိုစတေးလိုက်တာမျိုးကိုယ့်ရဲ့ aura ကိုယ့်ရဲ့အရာမှာကိုယ့်ရဲ့ energy ဒါတွေကိုစတေးခဲ့တဲ့သူမျိုးတွေဖြစ်နေတယ်ပြောချင်တာတေလောက်အောင်အသေးကွဲခဲ့တဲ့သူတွေလည်းလာရွေးနိုင်တယ်လို့တကယ်လို့တယောက်ကိုဘက်ကအရင်စားမချစ်ဘူးခါရင်ချစ်တယ်ဆိုတော့ဗာလဲသိကျင်တယ်အချစ်ပဲခံခဲ့ရတယ်ကံကောင်းသောသူလေးလည်းလာရွေးရမျိုးဖြစ်နိုင်တယ်ကံကောင်းတယ်ဆိုတာတော့ကံကောင်းမှ head chakra တော့ပိတ်နေတာပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကိုကဘလို့လို့လဲဆိုရင်ကိုယ့်ရဲ့အစစ်မှန်ကိုဘာသာကိုပြောင်းဆုံးနေတယ်ကိုစူးစမ်းပြီးရှောက်ခွေနေရ into the unknown ပေါ့နော်ဒီထဲမှာဆိုလဲဘာမှမသိနိုင်တဲ့အရာစီကိုတိုးဝင်နေတယ်ဒါပေမဲ့သူ့ကိုသိနိုင်တယ်သူကဘာလို့လဲဆိုတဲ့အရာရဲ့အနောက်မှာကြံခဲ့တယ်ပြီးတော့သူ့ရဲ့ energy သူ့ရဲ့အယောင်တွေအနောက်မှာကြံခဲ့တယ်ဆိုလိုတာကကိုဘသူလည်းမသိနိုင်တော့တဲ့ဒီကွာမျက်နှာဖုံးတွေအများကြီးကိုကသုံးခဲ့ရတယ်သုံးနေတယ်ဒီလားလူထောင်းတဲ့တောင်းနဲ့ဆက်ဆံတဲ့ပုံတော့မတူဘူးဘသူ့ကိုဘယ်လိုမျက်နှာဖုံးသုံးမလဲဘသူ့ကိုဘယ်လိုပုံစံသုံးမလဲဆိုတော့ကြာတော့ဟန်ဆောင်တာများလို့ကိုကဘသူဘယ်လိုလူလဲဘသူလဲဆိုတာတော့မေ့နေခဲ့တဲ့သူမျိုးမေ့လာနေတဲ့သူမျိုးဒီလားမေ့လာနေတဲ့သူမျိုးဘာဖြစ်လို့လဲဆိုတော့ထပ်ပြီးတော့မနာကျင်လို့ဒါမှမဟုတ်ရှင်လုံးဝနာကျင်မှုတောင်မလိုချင်လို့အကောင်းဆုံးအပြေကတော့တိတ်မကြခင်ကာလမှာပေါ့နော်တင်းနှလုံးသားတကားဖွင့်ပေးမှတစုံတယောက်နဲ့တွေ့လာလို့ရှင်တော့ဒါအကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့တင်ကဒီပိုင်ရွက်ပိုင်3လေးရကိုလိုချင်တာရဖို့ဟန်ဆောင်နိုင်တယ်ဆိုပေမဲ့အတွင်းထဲမှာခြေကွဲနေဘာလို့ခြေကွဲလဲဆိုတော့ငါဘလို့လူလဲဆိုတော့ငါမသိနိုင်တော့ဘူးသိလားငါရဲ့ ability ကဘာလဲငါဘလို့လူလဲ ability ကတော့သိချတယ်ဟန်ဆောင်ကောင်းတယ်နောက်တစ်ခါဘာလဲဆိုတော့တိတ်မမြင်အောင်ဟန်ဆောင်ကောင်းတယ်နောက်ကကျတစ်ခုခုဆိုရင် system ကြလောက်တတ်တယ်အကွက်ကြလောက်တတ်တယ်နည်းနည်းစရင်စရာဆန်တယ်စရင်စရာဆန်တဲ့နေရာမှာကောင်းကျိုးတွေလည်းအများကြီးရှိတယ်တိကျတယ်ပါတိကျတယ်နောက်တစ်ခါကျဒီလေးကြဆုံးဖြတ်တာနောက်ကကျဒီထဲမှာကျမှတ်ဉာဏ်နည်းနည်းကောင်းတဲ့လူပါလိမ့်မယ်မှတ်ဉာဏ်နည်းနည်းကောင်းတာမဟုတ်လို့ရှိရင်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ကံနည်းနည်းကောင်းနေတာမျိုးကံကောင်းတဲ့သူမျိုးညားလိမ့်မယ်ဘဝမှာကွာဘဝရဲ့80%လောက်ကပညာရေးနဲ့ပတ်သက်ပြီးကံကောင်းတာမျိုးဥမာကွာဒီလားတိုးကန်နေဒီမနေ့ကဆောင်ပွဲပြင်မယ်ဆိုဒီညကြည့်ရပုတ်ကတိုးတာမျိုးဒါမှမဟုတ်ရှင်လည်းအိမ်စားမှာပေါ့80ဘိုးဖြစ်နိုင်မယ်အမှတ်တော့80 90ရတာမျိုးအဲ့လိုလက်ကလေးအိမ်စားလက်ကလေးနည်းနည်းတားတဲ့သူမျိုးရှိလိမ့်မယ်ဒါပေမဲ့အခြေရေးကြတော့လေအခြေရေးကြတော့အိမ်စားလက်ကိုမတားတော့ကိုကအခြေမှာမမနာထားရမဟုတ်ပဲမဲ့နောက်တစ်ခုရှိတာဒီလူတွေနဲ့မရင်းနှီးတဲ့သူတွေကဒီလူတွေရဲ့အပြင်ပိုင်းတရံပေါ့နော်အပြင်တရံမျက်နှာအနေထားကိုကြည့်အရန်မာနာကြည့်ရဟုတ်လားအရန်မာနာကြည့်ရဆိုပြီးသိလိုက်မယ်ကိုနဲ့အရန်ရင်းနှီးလို့တဲ့သူကြတော့အခက်မသိဘာတွေးနိုင်လဲဆို तू ကအရန်ဟန်ဆောင်ကောင်းတယ်ငါ့ကိုတကယ်ခင်တာဟုတ်ရဲ့လားအဲ့လိုတွေးမျိုးတွေးနိုင်တယ်သိလားဆိုတော့လူတယောက်တည်းမှာ character နှစ်ခုပေါင်းလာသလိုမျိုးဖြစ်နေတာအဲ့ဒါကြောင့်မလို့လေဒီလူတွေကကိုရှာမတွေ့သူတို့အဓိကလိုချင်တာဒီပိုင်းသူတို့ရဲ့အဓိကလိုချင်တာငါဘာတူလဲဆိုတာမျိုးသိချင်ပေမဲ့ငါဘာတူလဲဆိုတာငါမသိနိုင်တာမျိုးအဲ့လိုမျိုးပုံစံလေးဖြစ်နေရဲဆိုတော့ဒီလူရကြောင့် message တစ်ခုရရဲဘာလို့ဆိုတော့တိတ်မကြခင်မှာလူတယောက်နဲ့တွေ့လိမ့်မယ် different gender ပေါ့နော်လူတယောက်နဲ့တွေ့လိမ့်မယ်ဒီပိုင်းတီးသူကလူမျိုးမရွေးလူမရွေးဘူး gender မရွေးဘူးဆိုတော့ဒါ LGBT အတွက်ဆိုလဲ same gender ဖြစ်နိုင်မယ်ပြောချင်တာကွာဒီ masculine ဆို feminine ဆို masculine LGBT ဆိုရင်ဒီ same gender တွေ့လိမ့်မယ်ဒီလားပြောချင်တာကို attract ဖြစ်တဲ့လူမျိုးပဲတွေ့မှာကိုလိုချင်တဲ့ကွာအချင်းမှာကိုလိုချင်သူမျိုးပဲတွေ့မှာသူတို့က
ကိုယ့်အတွက် blessing လာတာလားဆိုရင် blessing အတွက်လာတာမဟုတ်ဘူး။ဂိုင်တို့ကလူတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါမှာနှစ်မျိုးရှိရယ် lesson လား blessing လားဒါပုံတင်နေရတော့ကျင်းပြီး lesson ရော blessing နှစ်မျိုးရှိရယ်အဲ့ဒီထဲမှာမှ lesson အနေနဲ့ blessing အနေနဲ့လာဖို့နည်းတယ် lesson အနေနဲ့လာတာဖြစ်နေတယ်ပြောချင်တာကတင့်ကိုချစ်တတ်အောင်တင်သွားမှာတော့ဒါမှမဟုတ်ထပ်ပြီးထိခိုက်နာကျင်အောင်လုပ်မှာတော့ဘာလို့ထပ်ပြီးထိခိုက်နာကျင်အောင်လုပ်လဲဆိုတော့တင်ကိုထက်ကပိတ်ဆို့ထားတဲ့အရာတွေကကိုဟင်းလေးမလုပ်ပဲနဲ့စုပြုံတဲ့ရတနာတွေကဘာတွေလဲကိုအမိုက်တောင်းနဲ့စုပြုံထည့်လိုက်မိတဲ့အထဲမှာဘာရန်နိုင်ပါသွားပြီလဲဒါမှမဟုတ်နှလုံးသားတစ်ခုလုံးမှာအမိုက်တောင်းနဲ့ထည့်ချလိုက်တာပေါ့အဲ့ဒါကိုလာပြီးတင်ပေးမှာပြောမယ်ဆိုဟက်ချက်ကိုပွင့်အောင်လူသားဆန်အောင်ခံစားတတ်အောင်တင်မှာရှိရဲ့မင်းမှာရှိရဲ့ဒဏ္ဍာတစ်ချက်တွေကဘာတွေလဲဒီဒဏ္ဍာတစ်ချက်တွေလည်းအလှတရားကိုဘယ်လိုပြန်ရှာမလဲဘယ်လိုနှီးနှင်းလုပ်မလဲလူတစ်ယောက်ကိုဘယ်လိုထပ်ပြီးယုံကြည်ရမလဲဒါတွေကိုတင်သွားပေးလိုက်မယ်ဆိုတော့ဒါလေးကတော့ပိုင်းသူ့ကိုရတဲ့ message ဖြစ်ပါတယ်အားလုံးပဲကောင်းသောချိန်လေးဖြစ်ပါစေ